နိုင်ငံခြားမှာတော့ပြီးတော့စေကူတာမဲ့လူနာတွေအနေနဲ့ဘယ်လိုချက်တွေကိုပြင်ဆင်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီကနေ့ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါကျွန်မကတော့ travelpatient.com ရဲ့ medical consultant ဒေါက်တာရှင်မုံပါ။နိုင်ငံခြားမှာတော့ပြီးတော့စေကူတာမဲ့လူနာတွေအနေနဲ့ဆိုလို့ရှိရင်ဒီနိုင်ငံမှာစေကူတာထားတဲ့မှတ်တမ်းလေးတွေရှိမယ်ဆိုလို့ရှိရင်စိတ်မှတ်တမ်းလေးတွေကိုတခြားလေးဆရာမတို့စီကိုပေးပို့ထားဖို့အတွက်အရေးကြီးပါတယ်။ဒီ medical record တွေမှာဆိုလို့ရှိရင်လိုအပ်တဲ့ CT တွေ MRI တွေ X-ray ဖြေတွေကိုလည်းတခါတည်းပေးပို့ထားဖို့လိုပါတယ်။ဒါမှသာလေဆရာမတို့ကဟိုဘက်နိုင်ငံမှာရှိတဲ့ဆရာဝန်စီကိုကြိုတင်ပေးပို့ထားပြီးတော့ medical opinion လေးတွေတောင်းပြီးလို့ရမှာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့လူနာတွေအနေနဲ့ဆိုလို့ရှိရင်ကို့မှာ passport enhance ရှိဖို့လိုပါတယ်။ passport သက်တမ်းအနေနဲ့ဆိုလို့ရှိရင်လည်းတက်တန်းအနည်းဆုံး6လလောက်လက်ကျန်ရှိဖို့အတွက်အရေးကြီးပါတယ်။နောက်တစ်ခုကတော့ဒီ medical visa ပေါ့နော်။ India နိုင်ငံမှာတော့စေကူတာမဲ့လူနာတွေအနေနဲ့ဆိုလို့ရှိရင်လည်းဆေးရုံဘက်က calling letter နဲ့ application letter တွေကိုတခြားလေးအသုံးပြုပြီးတော့ medical visa လေးပြုလုပ်ရမှာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့ဒီတက်ကြီးရွယ်အိုတွေနဲ့နာမကျန်းဖြစ်နေတဲ့လူနာတွေမှာနည်းနည်းလေး serious ဖြစ်တဲ့လူနာတွေဆိုလို့ရှိရင် fit to fly ရရှိဖို့အတွက်ဆရာဝန်တွေနဲ့ကြိုတင်ပြီးတော့ပြသထားဖို့အတွက်အရေးကြီးပါတယ်ရှင်။နောက်တစ်ချက်ကတော့နိုင်ငံခြားမှာတော့စေကူတာမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့လုံလောက်တဲ့ငွေကြေးပမာဏပါသွားဖို့လည်းလိုပါတယ်။ဒါဆိုလို့ရှိရင်လူနာတွေအနေနဲ့ထပ်ပြီးတော့မေးကြရှိရလေးကလုံလောက်တဲ့ငွေကြေးပမာဏဆိုတာဘယ်လောက်လဲဆိုပြီးတော့ဖြစ်ပါတယ်။ဒီမိကုန်းလေးကိုဖြေပေးရမယ်ဆိုလို့ရှိရင်တော့ဆရာမတို့ travelpatient.com လိုမျိုးဒီအဆင်ပြေတဲ့ medical tourism တစ်ခုခုကိုကြိုတင်ပြီးတော့ဆွေးနွေးထားမယ်ဆိုလို့ရှိရင်တော့ဟိုဘက်စီယုံမှာရှိတဲ့ဆရာဝန်တွေစီကနေပြီးတော့ estimated cost အပါအဝင် medical opinion တွေ treatment plan တွေကိုကြိုတင်သိရှိနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘယ်လောက်ငွေကြေးပမာဏဆိုရင်လုံလောက်မလဲဘယ်လောက် budget ယူသွားရမလဲဆိုတာကိုကြိုပြီးတော့သိရှိနိုင်မှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကို့မှာအကယ်လို့ကျန်းမာရေးအမခံလို့ခေါ်တဲ့ health insurance တစ်ခုခုများရှိခဲ့ဆိုရင်ကိုသွားပြီးတော့စေကူတာမဲ့စီယုံကဒီ health insurance ကို cover ဖြစ်ရလားဆိုတာကိုကြိုပြီးတော့ confirm လုပ်ထားဖို့လိုပါမယ်။နောက်တစ်ချက်ကတော့လူနာဆောင်ပေါ့နော်။ကိုကတော့ပြီးတော့စေကူတာမှာနိုင်ငံခြားဖြစ်တဲ့အတွက်ကြောင့်မို့လို့ကိုနဲ့အတူတူဘယ်သူကများကိုအတွက်လူနာဆောင်အဖြစ်နဲ့လိုက်ပါလာမှာလဲဆိုတာကိုတခြားလေးရွေးချယ်ဖို့လိုပါမယ်။နောက်ဆုံးအရေးကြီးဆုံးတစ်ချက်ကတော့စကားပြန်ဖြစ်ပါတယ်။ဘာသာစကားအခက်အခဲမရှိဖို့အတွက်ဆိုလို့ရှိရင်ကျွမ်းကျင်တဲ့ဒီ medical terms တွေနဲ့ပတ်သက်ပြီးတော့ရင်းနှီးကျွမ်းဝင်တဲ့စကားပြန်တရားရှိဖို့အတွက်လည်းအရေးကြီးပါမယ်ဟုတ်ပါတယ်နိုင်ငံခြားမှာတော့ပြီးတော့စေကူတာမဲ့လူနာတွေအနေနဲ့ဆိုလို့ရှိရင်ပြင်ဆင်ရမယ့်အချက်တွေကတော့အများကြီးပဲဖြစ်ပါတယ်ဒီအချက်တွေအားလုံးကိုကိုယ်တိုင်တယောက်တည်းကြိုတင်ပြီးတော့ပြင်ဆင်နေမယ်ဆိုလို့ရှိရင်အခက်အခဲတွေအများကြီးရှိနိုင်ပါတယ်ဒီလိုအခက်အခဲတွေကိုမကြုံရဖို့အတွက် Samaro travelpatient.com ကနေပြီးတော့ဒီအချက်တွေအကုန်လုံးအတွက်ကို cover မိအောင်လို့ခမဲ့ဝန်ဆောင်မှုတွေနဲ့အတူအမြဲအဆင်သင့်စောင့်ကြိုပြီးတော့ပြင်ဆင်ပေးနေပါတယ်ဒါကြောင့်မို့လို့နိုင်ငံခြားမှာတော့ရောက်ပြီးတော့စေကူတာမှုခီးစဉ်တစ်လျှောက်လုံးမှာတက်တောင့်တက်တာနဲ့လုံးဝခေါင်းစားကြမလို့ပဲနဲ့စိတ်အေးချမ်းသာစွာနဲ့တော့ပြီးတော့စေကူတာခြင်းနေဆိုလို့ရှိရင် Samaro travelpatient.com ကိုအခုပဲဆက်သွယ်ဖို့အတွက်ဖိတ်ခေါ်ချင်ပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးလို့လည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်နောက်လည်းလူနာတွေအတွက်အကျိုးရှိမဲ့ medical tourism နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလည်းဆက်ပြီးမျှဝေပေးသွားပါအောင်မယ်